လိုအားပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နည်းနည်းမကြခင်ထွက်ရှိတော့မယ်ဆိုလို album မှာပါတယ်တချင်းအေးအေးလေးတစ်ပုတ်နဲ့ဖြောပြချင်ပါတယ်နည်းနည်းရဲ့အကြိုက်ဆုံးတချင်းမှာနားဆင်ပေးပါအောင်ရှင်ကြောက်ဆုံးပဲထွက်မှာပါအားပေးကြအောင်ရှင်မနောနေမြေမှာ69နှစ်မြောက်လာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက်အရန်ဝမ်းသာပီတိဖြစ်ရပါတယ်အခုလိုမနောကမိဘပြည်သူတွေငြိမ်ငြိမ်ချမ်းချမ်းနဲ့တွေ့ရတဲ့အတွက်တမီးအရန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်တမီးဒီဘက်ကိုလာတော့ပြိတ္တကြီးအတွက်ဒီရမိသားစုလေးအတွက်အရန်ကိုပဲတမီးစိတ်ပူနေခဲ့ရပါအခုလိုမျိုးတွေ့ရတဲ့အတွက်ငြိမ်ငြိမ်ချမ်းချမ်းတွေ့ရတဲ့အတွက်အရန်ဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်